မင်္ဂလာပါခင်ဗျာNNK Today မှာရွှေစည်းနှုန်းများကိုတင်ဆက်ပေးသွားပါမယ်မြန်မာရွှေစည်းတွေဘက်မှာဆိုရင်16ပဲရေကို100,9,446ကျပ်15ပဲရေကို99,6,313ကျပ်14ပဲတစ်ပြားရေကို93,1,6,390ကျပ်14ပဲရေကို89,1,465ကျပ်73ပဲရေကို84,9,838ကျပ်ကမ္ဘာရွှေစည်းတွေမှာဆိုရင်14ကာရက်ကို$4,994ဒေါ်လာ17ကာရက်ကို$4,598ဒေါ်လာ17ကာရက်ကို$4,390ဒေါ်လာ18ကာရက်ကို$3,946ဒေါ်လာရွှေစည်းငွေစည်းဒေါ်လာစည်းတွေကိုနေ့သိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို follow ခဲ့ပါဦးမနေ့ပြန်ရွှေစည်းတက်မလားကျမလားကိုမန့်မှာခံစားပေးခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရတဲ့တွေအတွက်ကျွန်တော်တို့ရဲ့ Telegram channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲတာယာချမ်းမြေ့တဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ